လိုက်တာလည်းသူတို့ဒီမှာကsquare ရှိရယ် rabbit ရှိရယ်sheep ရှိရယ်နောက်ကဒီ9မျိုးပေါ့နော်9မျိုးပါတယ်ဒီ4မျိုးရယ်ဒီဘက်က3မျိုးရယ်သူပါရင်နော်အကောင်းဆုံးပေါ့နော်ပြီးတော့ရှိသေးတယ်ဆိုတော့သူကface shape လေး3ခုပြောင်းလို့ရတယ်ဒီမှာတွေ့တာမသိအညိုလေးရယ် face shape အညိုလေးရယ်ပန်းရောင်လေးရယ်ပြီးွားရင်အပြာလေးရယ်ဆိုပြီးတော့မျက်နှာလေး3ခုလိပ်လို့ရတယ်နော်ဒါဆိုရင်ဒီနဲ့တူတူဒီဘောပေါက်လေးကိုတူတူဖောက်ကြည့်ရမယ်ဟုတ်ပြီလားဆိုရင်ဒီကနေပြီးဖောက်လိုက်မယ်နော်